guys ဒီညအဲ့ရခင်းပြမယ်ဘလော်လေးပေါ့နော်ဒီရှင်နာခင်းကြပါဦးခုဆိုရင်တော့ခင်းတော့မယ်ပေါ့နော်ဘုံဆုံးဆောင်းလေးပါရဲ့ဘုံဆုံးလှက်လိုက်မယ်ပေါ့နော်လှက်ပြီးတော့လို့ရှင်ခောက်မယ်ခောက်တဲ့ဗီဒီယိုလေးကလည်းမခောက်တဲ့နဲ့ခောက်နေရဆိုတော့ကြည့်ရှုနည်းနည်းလေးတော့အဆင်မပြေဘူးပေါ့နော်ခုကိုင်းရမရှိတော့ပါစမ်းနဲ့ပဲကိုက်လိုက်တော့တယ်ပြီးရောခောက်လေးခုဆိုအောက်ချခောက်ပြီပေါ့နော်နည်းနည်းလေးပြီးတော့နည်းနည်းလေးသေးသွားတော့ပေါ့နော်အောင်မြင်သွားပါပြီတိတ်တော့မလားခောက်တာတိတ်မလားပေါ့နော်ခေါင်းလေးထားကြရှိတဲ့နေရာကြီးထားတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ဟိုအခန်းလိုပြောရလိမ့်မယ်ပေါ့နော်အဲ့မှာနေပါတယ်အဲ့ဒါမနေ့တော့ခီးသွားလေလို့ခုမှပြန်ရောက်တာအဲ့နေတော့အခုအခန်းနဲ့ပေါင်းအိတ်လိုက်တော့တယ်ခုစံကောင်ကိုထားပြီပေါ့နော်နောက်ပြန်ဖလုံးလေသူညံနဲ့သူပြန်ထားပါမယ်ဒါဆိုလို့ရှိရင်တော့ပေါ့နော်ခုံလေးကတိတ်မယ်ကြီးလို့ခုံတိုးမယ်ပေါ့နော်ခုရလေးတိုးလိုက်မယ်ခုံလေးလည်းတိုးလိုက်ပြီးဒီနားရှင်ကြရတဲ့ကျေးဇူးတင်ပါ